တေချာကြည့်ထားသမီးကလေးခနဲပေးဖို့ရွှေကလေးတပည့်တမှုတော်အမေအိုစီလက်ဖြတ်နေလူသားနိုင်ငံခေါင်းဆောင်မွဲကိုညီစိတ်ပြက်ခြင်းဖြင့်တမိုင်းကစိတ်မပြက်စီနဲ့ဘိုးထွန်းလာခမည်းဆရာကိုကြည့်ပြောအောင်လမ်းဘေးမှာအကျော်ဝင်ဝင်စားနေတာနှောင်းလူတွေတည်ရင်မျက်နှာမထားတတ်အောင်ရှက်နေချောင်းမယ်ဆရာတော်ဦးတော်ပြီးတာဒီတစ်ခါကြမ်းတမ်းပြီလို့ဒီကလေးကိုမရိုက်ပါနဲ့ရရင်ရမရရင်ချဆိုတာကျွန်တော်တို့အတွက်ပါဗျာဦးပါဝင်းခမည်းညီအငယ်ဆုံးလေးကိုခွင့်လွှတ်လိုက်ပါသူပြောခိုင်းတဲ့ရည်စားစကားပြောပြလိုက်ပါစစ်သားကြီးအသေးကဆေးရုံပေါ်မှာကြံခဲ့ရင်ကျွန်တော်တို့ပဲနစ်နာကြမှာရဲဘော်ကျော်စိန်ခမည်းကားမောင်းရင်တတိကိုငယ်တိတ်မှာကတ်ထားခမည်းတင်မောင်းလာတာကျွန်တော်တို့အတိတ်ကြီးပြစ်စုံပန်ကြီးအနာဂတ်ကြီးဟဲ့လူပလေဒီယန်ရုပ်ရှင်ရုံမန်နေဂျာသူဟာသူငါမူတန်းကကြည့်ကြည့်တမတ်တန်းကကြည့်ကြည့်သွားမကြပါနဲ့ဘဝမှာအပန်းဖြေနည်းလက်တစ်ဖက်မပြည့်ခဲ့တဲ့သူစိတ်လုံးကိုလို့ခံစားပါစေဗျာဘုံမူကြီးဆူဇူကီတွေ့တယ်မလားခမည်းကိုလက်ဆွဲနှုတ်ဆက်ရင်ခမည်းကိုတိုက်တင်ရင်တိုက်ရမှာပဲလို့ပြောခဲ့တယ်အညာသားလေးကိုအဲ့ဒါဒီအဲ့စကားကိုတေးချမှတ်ထားနှောင်းမြန်မာတွေထဲမှာပြောရတာတစ်ခေါက်မှမရှိဘူးအမွိုင်းမင်းမြေကိုသူနင်းလိုက်တော့ကြော့မသွားဘူးလားအာရှတိုက်ရဲ့ကျဲတလုံးကို2 လလောက်ထမ်းထားလိုက်ရတာအခုထိဂူယူမဆုံးမဟုတ်လားဦးစောခမည်းကိုမေ့ထားပါမယ်ခွင့်လွတ်လို့တော့မရသေးဘူးဒါပေမဲ့မပူပါနဲ့ဒီနေ့ခေတ်မှာလေခမည်းလိုလူတွေအများကြီးမစ္စတာနေရူခမည်းသူ့ကိုလောင်းကုတ်ကြီးပေးလိုက်တာကျေးဇူးတင်တယ်ဗျာအခုကျွန်တော်တို့မှာဓာကြီးချုပ်ပြီးနှွေးနေရတာဘကိုးဆောင်ခမည်းအခန်းထဲကဂျဘိုးတွေမောင်းမထုတ်လိုက်နဲ့စာအုပ်ပုံကြီးကိုရှင်းမပြစ်လိုက်နဲ့မခောက်ရသေးတဲ့အဝတ်တွေတန်းပေါ်မချိတ်လိုက်နဲ့သူစိတ်နဲ့မနေခဲ့လို့ကျွန်တော်တို့စိတ်နဲ့နေနေရတာ
ရောင်ကြီးဆိုတော့အယိုးသားဆုံးအပြုံးနဲ့ပျော်နေခဲ့တာလေပြည်ထဲရေးဝန်ကြီးဦးမြခမည်းမှားတယ်သူ့ရုံးငန်းရှိတာတက်စိတ်ကိုသူဘာပြောပေကတ်ထားခဲ့ရမှာအခုတော့ကျွန်တော်တို့မှာပြောခွင့်မရှိတော့ကိုကျော်မောင်သူ့မင်္ဂလာဆောင်မှာရွှေကြိုးသွားတာတော့ဆွဲယူလွှင့်ပြလိုက်တာစိတ်မကောင်းမဖြစ်ပါနဲ့သူအပင်ပန်းခံတင်ယူခဲ့တဲ့ပညာတွေထဲမှာအဲ့လိုအပူစာလားတွေမပါဘူးမင်းမျိုးဝင်းလဲစိတ်ကိုကြိတ်မိတ်ထားတော့နိုင်ငံရေးလောကကထွက်ရင်ခြံဆိုင်မယ်စာရေးမယ်ဆိုတဲ့သူကြည်စံ73တောင်စိုက်သွားပြီ